စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူနိုင်ကြပါသေးဗျာမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါသည်ခင်ဗျာကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအတွက်အကျိုးရှိရာရှိကြောင်းဂမ်ဘီယာလက်ဆောင်ရေရာလေးတွေကျွန်တော်စူးစမ်းတင်ဆက်ပေးနေပါတယ်ဒီနေ့ပြောပြပေးမယ့်ဂမ်ဘီယာလက်ဆောင်ရေရာလေးကတော့အိမ်တော်တွေလင်များတွေပဲဖြစ်ဖြစ်သမီးများစုံတွဲတွေပဲဖြစ်ဖြစ်ပေါ့ဂျားဖြတ်အခုတ်ခံရတဲ့အချိန်မှာဒီခေတ်လို့ဆိုရင်တော့စနိုက်ကြော်တာပေါ့စနိုက်ကြော်ခံရတဲ့အခါမှာလှုပ်ဆောင်ရမယ့်ဂမ်ဘီယာလက်ဆောင်ရေရာလေးပဲဖြစ်ပါတယ်ဗျာလှုပ်ဆောင်ရမယ့်ရေရာလေးကတော့ခက်ခဲမဟုတ်ပါဘူးဗျမိမိယောက်ျားလေးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ဂျားပြတ်ခုတ်ခံရတယ်ပေါ့ဗျာစနိုက်ကြော်ခံရတဲ့အခါမှာစက္ကူတန်းတန်းလေးတရွက်ပေါ်မှာသင်းမောပုံလေးဆွဲတဲ့လို့ဆွဲကိုရေးတဲ့လို့ဆွဲတဲ့လို့ဆွဲရေးတဲ့လို့ရေးပေါ့သင်းမောပုံလေးဖြစ်သွားပြီးရောအဲ့ဒီသင်းမောပုံဆွဲထားတဲ့စာရွက်လေးကိုဖျောင်းနိုင်မှာပတ်ရင်းနဲ့သင်းမောပုံလေးတော့အပြင်မှာထားပြီးပတ်ပေါ့နော်ဖျောင်းနိုင်မှာပတ်ရင်ကော်လေးနဲ့ကတ်ရင်လည်းကတ်ပေါ့ပြီးတော့မှကျွေပကံများတစ်ချက်ရှာကျွေပကံများလေးပေါ်မှာအဲ့ဖျောင်းနိုင်တင်ထွန်းရေးကိုကြားဖြတ်ခုတ်ခံရတဲ့ကိစ္စစနိုက်ကြော်ခံရတဲ့ကိစ္စအစဉ်ပြေအောင်မြင်သွားဖို့ကြားဖြတ်အခုတ်ခံမခံရဖို့ပေါ့ဗျာဆူတောင်းအောင်မှာဖြစ်ပါတယ်ဗျသူကလည်းနေ့ရက်အချိန်ခါအတိအကျမလိုပါဘူးကိုအစဉ်ပြေခြင်းတဲ့အချိန်ချိန်နေပေးတဲ့အချိန်အားတဲ့အချိန်လုံးလို့ရတဲ့အချိန်လုံးအောင်မှာဖြစ်ပါတယ်ဗျစက္ကူတန်းတန်းလေးတစ်ရွက်ပေါ်မှာသင်းမောပုံလေးဆွဲဖျောင်းနိုင်မှာပတ်ပြီးကျွေပငယ်များပေါ်မှာမီးထွန်းရင်ဆူတောင်းအောင်မှာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်မိတ်ဆွေခုနှစ်သားသမီးပေါင်းဒီရေရာလေးကိုပြုလုပ်ခြင်းအဖြစ်ဂျားဖြတ်အခုတ်ခံရခြင်းမှကင်းဝေးကြပါစေစနိုက်ကြော်ရံများမှလည်းကင်းဝေးနိုင်ကြပါစေကျမ်းမာချမ်းသာလိုရာပြည့်စုံ၍ဘေးကင်းကျမ်းမာချမ်းမြေ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ